ဒံများငမောက်ကိုနောက်ဆုံးမျက်မြင်တွေ့ခဲ့ရတဲ့မြန်မာလူမျိုးမြန်မာတို့ရဲ့အဖိုးတန်ယတနာတစ်ပါးဖြစ်တဲ့ပဒံများငမောက်ကိုနောက်ဆုံးမျက်မြင်ကိုတွေ့မြင်ခဲ့ရတဲ့မြန်မာလူမျိုးကဘယ်သူလဲဆိုတာတင်သိပါသလားဒီပုံထဲကပုဂ္ဂိုလ်ကတော့ပေါက်မြိုင်မျိုးသားရွှေတိုက်ဝင်ဦးလာဘူးပဲဖြစ်ပါတယ်သူဟာကင်းဝင်မင်းကြီးဦးကောင်းတဲ့အတူဥရောပကိုတန်တမန်အဖြစ်တွားရောက်ခဲ့ဘူးသူလည်းဖြစ်ပါတယ်ဒါပေမဲ့တမိုင်းမှာသူအထင်ရှားဆုံးဖြစ်ခဲ့တာကတော့ပျောက်ဆုံးသွားတဲ့ပဒံများငမောက်နဲ့ပတ်သက်ပြီးတော့ပါမန္တလေးရတနာပုံခေဏီကုန်းချုပ်ချိန်မှာသူဟာရွှေတိုက်တော်ကရတနာစည်ရင်းတွေကိုပူရပိုက်နဲ့တေချာမှတ်တမ်းတင်ခဲ့ရပါတယ်အဲ့ဒီနောက်ဗြိတိရှစစ်တပ်ကကာနယ်စလီဒင်ရဲ့စကပြန်နီကိုလတ်ဆိုတူစီကိုလွှဲပြောင်းပေးခဲ့ရပါတယ်အဲ့ဒီလိုလွှဲပြောင်းပေးချိန်မှာလက်စွပ်ကွင်းမှာတပ်ဆင်ထားတဲ့ပဒံများငမောက်ကိုသူကိုယ်တိုင်ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရတယ်လို့မှတ်တမ်းတင်ထားခဲ့ပါတယ်အဲ့ဒီအချိန်ကတည်းကပျောက်ဆုံးသွားတဲ့ပဒံများငမောက်ကြီးအခုရောဘယ်နိုင်ငံကိုရောက်နေမယ်လို့ထင်ပါသလဲcomment မှာဆွေးနွေးသွားကြပါဦး